ကိုကျော်ကိုဒါကျွန်တော်ပြဲမှာအခုကျွန်တော်arrest ခုနပြောခဲ့တယ် Jason, you can hide. We charge you with genocide. ဘုရားမလေးပါဆို2014ခုနှစ် Arrest war criminal Daisy. Right now. Arrest war criminal Daisy. Right now. ကွန်ပဏီထဲမှာကိုကအချင်းချင်းသဘောတူပဲဥပမာတချို့ကကိုတာရောင်းလို့မျိုးလုပ်ပေးလို့ပြောတယ်တချို့ကဒါကသမ်းမှုနဲ့ဖြစ်တယ်တချို့ကကြတော့တကယ်ကိုသူ့ရဲ့ရှိတဲ့နင့်နာလိုပြောရှိတယ်ပေါ့နော် Free. အဲ့ဒါမှမဟုတ်ဘူး Arrest war criminal Daisy. Right now. Arrest war criminal Daisy. Right now. ဒီလိုမျိုးလိုတန်းလို့ war criminal Daisy. Right now. Stop killing the cheap people. Stop killing the cheap people. Right now. Arrest war criminal Daisy. Arrest war Things haven't changed much in Brown. Security still taking pictures of people, I say. Burma protect Daisy. Burma protect Daisy. Arrest war criminal Daisy. Right now. 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 Stop killing the cheap people. Right now. ကျွန်တော်ဒီနေ့မှာအရဂတိကြောင့်တက်တာလား Constitution ကိုဖျက်သိမ်းပြီးမှအတည်ရေးဆွဲပြီးပါ ခင်ဗျားတို့လွတ်တော်မှာပြောလို့စဉ်းစားပြောလို့ လွတ်တော်မပြောနေတာလွတ်တော်ရေးဆွဲခဲ့တဲ့ဟာမဟုတ်ဘူးခင်ဗျားတို့စစ်ဖို့စစ်တက်က အချိန်မှာ तू က drug ထဲမှာ तू က ဥပဒေအောင်တယ်အဲ့တော့သူ့စီမှာအများကြီးရှိတယ် war criminal arrest war criminal သူပြင်လို့ရတဲ့ဟာအများကြီးရှိတယ်လို့ဘောမတူဘူးတဲ့ဟာ အများကြီးလုံးနေတယ် ကျွန်တော်တို့ချင်းပြနေမှာသူကပြင်ကြတယ်လို့ရှိရတဲ့ကြောင့်အဲ့ဒါ ကျွန်တော်လက်တွေ့ရအောင်ကျွန်တော်ပြောပြမယ်ပြောတာတော့ကျွန်တော်ပြန်လာတော့ကြည့်ချင်တယ် 100,000 refugees under theဘောကအနည်းဆုံးများကျွန်တော်နိုင်ငံမှာပြဿနာတွေမရှိမှုရှိတယ်အမတ်တွေဘာပြောလဲဆိုအဲ့ပြဿနာတွေလူတွေကပြောမှရှိတာနေ့ကအစိုးရကိုယ်တိုင်ကလည်းအဲ့ပြဿနာတွေရှိကြောင်းကိုကျွန်တော်ရှင်းပြပြီးအဲ့ပြဿနာကိုဆွေးနွေးနေတဲ့ platform တွေအများကြီးပေါ့ဥပမာ civil society ကျွန်တော်ရင်တော့အစီအမံတွေနေခဲ့တယ် There are more ethnic refugees under detention than there were before ဆောက်တန်းဒီကိုရမ်းအားထားတဲ့မှာစမိုင်းတော့ပုံတော့ပါကျွန်တော်နေခဲ့တယ်ပြီးတော့ကျွန်တော်ကျန်သွားပြီးတော့မှကျွန်တော်1992ကနေတော့မှ Stop the terming military stealing ethnic land, killing ethnic people. Development countries stealing ethnic land, killing ethnic people. တော့ဥက္ကဋ္ဌဥပဒေဆိုင်သုံးသွားတဲ့ကောင်ဥက္ကဋ္ဌဥပဒေဆိုင်စာဗနာကို we need a new constitution I don't like 2008 constitution အခုကျွန်တော်မေးကုန်တာ we don't accept our military drug 2008 constitution it's not branding for our country Naya Daisy. In the past few days, the Burma military has been attacking the Shah and the Gatchin. Where is this ceasefire? When your Burmese military keeps on attacking ethnic people. Today after 7 agreement, fucking killing our people. နောက်ပြီးတော့တက်ကတိုးတယ်ကျွန်တော်တို့ခုရနေတဲ့ဒီနေ့ရ ဒါအစ်ထားမရဘူးကျွန်တော် Burma military monster killing ethnic people. That is Stop all that not just the ceasefire. ဒါပေမဲ့အခုကျွန်တော်တို့က Burma military is in disgrace. ဒီနေ့ကြည့်ရတဲ့ဒီဆက်ပြီးတော့ပိုင်းချင်းပြီးနေမှာရှိနေတဲ့ဒီနိုင်တက်တွေလည်းဆက်ပြီးတော့ဖြစ်နေတယ်။နောက်ပြီးတော့အဲ့ဒီကိုလည်းစာရေးဖတ်ဖို့ရဆိုပြီးတော့ဒီတန်ရားတွေကိုဖတ်ဖို့နေတယ်။ရဲဘော်ရှိတော့တပတ်တော့ပုံမှန်ပဲ နည်းနည်းလေးတော့ပို့လာပြီးမှရှိဒါပေမဲ့အဲ့ဒီဟာမှာတက်ရပြတာတော့တက်ရထပ်ပုံဘယ်လိုလဲဆိုတာကျွန်တော်ဘာလို့ဆိုတော့ကျွန်တော်တို့ကျွန်တော်ပြမယ်အခုကျွန်တော်တို့ဒါနံပါတ်1ကပြောနေတယ်ခင်ဗျာဖေးစားဒီတော့ ကျွန်တော်ကလာစစ်တာဒီအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကောင်းကောင်းသိတယ်ကျွန်တော်ဖေကအဲ့တော့ကျွန်တော်ဆက်ပြီးမှလည်းသိတယ်ပေါ့ ကျွန်တော်
ပေါ်မှာနေရတာဟိုအဖေကမုန်းဖို့မုန်းဟောင်း ဟုတ်စီရပါတော့ကျွန်တော်ဦးလေးအများကြီးရှိတယ် ကျွန်တော်တို့ဆိုရင်ဒီမှာပြည်ရင်တက်ပါတယ် ကျွန်တော်ပြောချင်တာမပေးသေးဘူးပြောပြစီအဲ့တော့တက်တွေကိုလည်းဖတ်ခဲ့တယ်နောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ IT တွေကိုလည်းခုနောက်ဆုံးမှယူရင်နည်းနည်းလေးလောက်ကနေလို့ပြန်ရင်လို့အဲ့ဒါလည်းချက်တော့ထားတယ်နောက်ပြီးလို့ရှိရင်အခုကဒီအမှန်ဆိုလို့ရှိရင်တကယ်ပဲသမရကြီးကစစ်မှန်တဲ့နေချမ်းကြီးကိုရေလိုအားတယ်ဆိုလို့ရှိရင်ဒီကချင်မရှိတဲ့တက်တွေလုံးဝစုပ်ပေးမှပဲတက်တွေရှိစီမှာပဲငြိမ်းချမ်းမှုရှိတယ်လို့ထင်တယ်အများဆုံးဒါပေမဲ့အဲ့ဒီမှာဘုရားလေးမှာလည်းမလေးစားဘူးကျွန်တော်ပြောရတာမပြရသေးဘူးကျွန်တော်ပြောရတာလို့ဆောက်တော့ပြောဆိုလို့ရှိရင်အခုဒီမှာတောင်းတယ်နောက်မှာဆောက်ခဲ့တဲ့ဒီ agreement ပေါ့နော်ဒီ agreement မှာပိုလဲအခုဒီတက်စတန်တွေကဆာခါယူတယ်အခုချိန်ထိအကောင့်တွေပေါ်သေးဘူးနောက်ပြန်ရနေပြီးတော့မှအခုဒီဥစားနေရာtechnical တင်းတွေအတင်းတွေကိုဖွင့်နေပြီဒါပေမဲ့အခုဆိုရနေကနေဘာမှလုပ်ချမှုမရှိဘူးဆိုတော့ဒီမှာတကယ်တဲ့စိတ်မှန်တဲ့သဘောထားနဲ့လုပ်နေတာလုပ်နေတာဆိုတာခုလေးနဲ့ချီလာနေတာရှိတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် healthy ဆိုကျွန်တော်ပြောနော်ကျွန်တော်တို့ဟောတော့1992ကကျွန်တော်ဆွေးနွေးပြ92မှာကျွန်တော်စတော့ဆွေးနွေးတော့အဲ့တော့ကျွန်တော်တို့89မှာအကြီးကြီးတိုက်ပွဲဖြစ်ကြတယ်ကျွန်တော်92မှာဆုံးတယ်အဲ့မဲ့ကျွန်တော်ကခုခနဲ့ဘာကွာဆို92မှာတော့ကျွန်တော်ဘာဝတ်တူတယ်ဆိုပထမမီဒီယာမှာတက်တော့ပြောအဲ့တော့မီဒီယာမှာတက်တော့ပြောလိုက် post တိုင်းကိုတော့ပြီးပြန်ကို draw လို့တက်ခဲ့တယ်အဲ့လိုခါကျတော့ကျွန်တော်က92တော့ဆွေးနွေးအဲ့တော့ဘယ်လိုဆွေးနွေးဆိုကျွန်တော်ဒီချင်းနာမလိခရေးတာမှာ Words mean nothing when bullets are still flying, killing ethnic people. Jason! So much for now. We know what you are! Killing ethnic people. Stop your bullets killing ethnic people. Your bullets speak louder than words. Stop your bullets killing ethnic people. Words mean nothing. Your words are empty! We believe your actions. We see your bullets killing ethnic people. Stop your bullets killing ethnic people. Words mean nothing. Right now. ဆိုတော့ကျွန်တော်တို့ပြောတယ်ရှစ်တောင်းကိုပြောပြ ဟုတ်ပြီကျွန်တော်ပြောတာရှစ်တောင်းတော့ဘယ်တော့မှပြေးတာတော့ဘယ်လိုဖြစ်လဲကျွန်တော်ဘာလို့ဆိုတော့နံပါတ်1ကဒီနေ့ဆိုလို့မျိုးကျွန်တော်အခုကြုံရတော့ The Burma military does not keep its agreements. နံပါတ်1က They break ceasefires. Why should anyone trust ceasefires when the Burmese military has no honor? It does not keep its word. It keeps lying. ကျွန်တော်တို့ဒီအခုကျွန်တော်ဘာလို့တင်ထားကြလဲဒီ7မိနစ်ကာလမှာကျွန်တော်တို့ဒီ political agreement ကိုရအောင်လုပ်နေတယ်။နောက်ပြီးတော့ power sharing နဲ့ social sharing ဟိုကျွန်တော်တို့ကဒီဟို national convention မှာရအောင်လုပ်နိုင်တဲ့အတွက်ကျွန်တော်မကြည့်တဲ့လူတွေ။ဟိုကျွန်တော်ရဲ့ဘာပြောလို့ဒီကိုစိတ်ထဲမှာတယောက်ကိုလက်ပါဟိုက်လို့ရှိတယ်။တကနာတော့ဒီမှာပြည်ကျွန်တော်နံပါတ်1ကခဏရက်ပြီးဒီတော်မှာလာရှုံနေတဲ့တက်တယ် separation of truth Stop the Burmese military blocking international aid to catching refugees in catching controlled areas. အဲ့တော့ရှင်းရှင်းလေးပါအောက်ပြည်တက်တွေကအပေါ်တက်လာပြီးတိုက်တာဖြစ်တဲ့ကြောင့်မို့အောက်ပြည်တက်တွေကိုအောက်ကိုပဲပြန်ဆင်းသွားလို့ရှိရင်ဒီအားအများကြီးပြောလို့ရပါတယ်။အဲ့ဒါကျွန်တော်တို့ကဒီချင်းတစ်ပိတ်တော့ပြီးတော့ဆိုတော့ What is a beat down? What is a beat down? တော့လုံးဝမဖြစ်ဘူး။တော့ကျွန်တော်တို့ကလာဆိုကျွန်တော်တို့ကသိချင်တယ်။ဆိုပြီးတော့ဆိုရက်ကိုလို့လေဆိုရက်တော့မပြောခဲ့တဲ့ကြောင့်ဒီဟာ question. In the last 2 days, the Burmese military has been attacking ethnic people. ခင်ဗျားတို့ကျွန်တော်ဒီပိတ်တော့ဘယ်လိုညင်ရလဲဟုတ်ကဲ့။ ကျွန်တော်တွေ့တဲ့အချိန်မှာဦးရဲ့ထုတ်ကနေပြီးတော့မှပြည်တော်စုတက်မလို့သုံးသွားပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကချုပ်ကြည့်ကောင်ကျွန်တော်ကဒီကျွန်တော်ကဘုဒ္ဓကောင်နဲ့ပြောတာပဲသူကဒီ KI ကိုလည်းတစ်ချိန်မှာပြည်တော်တက်မပြောင်းလို့သူဘယ်မက်ကန်နစ်နဲ့လို့မဆိုတော့ကျွန်တော်ပြောနေတယ်အဲ့မပြောခင်မှာကျွန်တော်ကရက်ပြီးကျွန်တော်ကခုကမလိုက်တော့သူပဲဒါအားလုံးဒီလိုခုတော့ပေါ်တာပေါ့နော်ဖက်လိုက်မယ်ပေါ့ခုတော့ပေါ်တာကိုကြားပြီဆိုရင်ကျွန်တော်ဒီ political dialogue ပေါ့ political dialogue မှာကျွန်တော်တို့ပြည်နေတာဟာတွေကိုပြောကြလုပ်ချင်တဲ့ဟာတွေကိုပြောကြဒါပေမဲ့အဲ့ဒီဟာကိုပဲဆိုင်ခရိုင်ကဒီတိုင်းမမဲ့တောင်းဆိုနေအောင်ဟုတ်လားအခုနည်းနည်းကြော်တွင်းမှာလည်းဒီကားကိုပဲပြောနေတာမဟုတ်ဘူးလားအဲ့တော့အခုနော်ဟိုစာဥအောင်မင်းကိုလည်းထပ်ခါပြုတ်ပြီးမှစကားပြောတယ်ဒါပေမဲ့ဥအောင်မင်းကလာတိုင်းဒီFacebook စကား
ပြောပေးပါโอเคသမရရုပ်တင်တယ်တင်ပြလိုက်ပါမယ်သမရရုပ်တင်တယ်တင်ပြလိုက်ပါဦးပါဆိုတော့သမရရုပ်တင်ပြတိုင်းသမရရဘာမှအမိတ်မချလာဘူးဆိုရှင်ဒီဟာကျွန်တော်တို့ကquestion မအကြီးကြီးဖြစ်တယ်ပေါ့နော်တကယ်ပဲသမရရတကယ်ပဲတို့ဘောနမှန်နဲ့လောက်လားမလောက်ဘူးဆိုတာကျွန်တော်တို့ကမိကိုအကြီးဖြစ်တယ်အဲ့တော့ဒီကိစ္စကိုလည်းသမရရတိတိကျကျစဉ်းစားပြီးတော့မှဒီဟာကိုအမြဲဆုံးဖြေရှင်းပေးဖို့လိုအပ်တယ်ခုဒီမှာဖြစ်ဆိုလို့ရှိရင်ဒီလူသိန်းကျော်ကျွန်တော်တို့တစ်ချိန်မျိုးတွေသိန်းကျော်အဲ့ဒီထက်မှာကလေးငယ်တွေနဲ့မိခင်တွေက9000နီးပါးရှိအဲ့တော့ဒီဟာကိုဒီလူတွေရဲ့အနာကသူတို့ပြင်လို့ရှိရင်ဘယ်လိုလဲအခုအစအရန်စဉ်းစားတဲ့အခါမှာဒီကချင်ပြည်မှာဖြစ်ခဲ့တဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကာလမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေအားလုံးမှာဒီနောက်များတဲ့ IDP တွေမရှိဘူးအခုဒီမိနစ်တွင်းမှာဖြစ်တဲ့ရှိတယ်တော့ဒီသမารကြီးမှာလည်းတာဝန်ရှိတယ်လို့ကျွန်တော်တို့ကလုံးဝအားယူထားတယ် Arrest war criminal they say Right now Arrest war criminal they say Right now. Arrest war criminal they say Right now Arrest war criminal they say Right now ကချင်မနေကြတာလေတော့ဥပမာကျွန်တော်ဘယ်လိုရှိဥပမာအဲ့ဒါကျွန်တော် KAU နဲ့စကားပြောတယ် KAU နဲ့ကျွန်တော်ပြီးလို့မှနောက်ကဘယ်ဘက်ကပါပြန်လဲဥပမာမိုးအောင်မင်းဒေသမှာရှိတဲ့ကျွန်တော်ကြည့်ပါကြရှမ်းရှမ်းကသူ့ရဲ့ဟောက်ပြောမှာတာလောကြီးပြောတယ်ဥပမာပုံမှန်ရှိတဲ့ရောဝန်ဆိုတော့ကျွန်တော်ကဒီကချင်ပြည်နယ်မှာဟုတ်တယ်ကျွန်တော် KAU က